မေဒေးမှာပါလို့နေမယ်မေချေလန်းတော့ပါလို့ထက်ချက်မကွာလိုက်မယ်အမေမောရင်ပါလို့တွဲခေါ်မယ်မေစာရင်ပါလို့ခုခတ်ကျွေးမယ်မေရှောက်လန်းနေတဲ့ငြိမ်းချမ်းမှုကိုပါလို့ဝိုင်းရံပေးမယ်အမေရက်နေတဲ့မျိုးဆက်တဲ့ကိုရက်ကိုပါလို့ချီတောင်ပေးမယ်ပါလို့အမေကိုဒီလိုပဲကျေးဇူးဆက်ခွင့်ပြုပါအမေကဲဟဲ့မေသားတွေညီစိန်တော်ညီစိန်လက်ချင်းတွဲထားမဟာအင်အားစိတ်ချင်းဆက်ထားမဟာအင်အားရဲသွေးညီထားမဟာအင်အားလက်ချင်းတွဲထားမဟာအင်အားစိတ်ချင်းဆက်ထားမဟာအင်အားရဲသွေးညီထားမဟာအင်အားမေချင်းစုကိုဆက်ကြပါစို့လား ဟုတ်တယ်အိမ်မှာဘယ်လိုကြွေးထားလဲ တော့ရခုတ်ကလေးလို့စား ကိုစားလို့